အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိုဘိုင်းချက်ဆော့မှာဖြစ်ပါတယ်ကျွန်တော်အတန်တူဝဲနေရအတန်ကျင်းလို့ငါအတန်ကျေလို့မရကျွန်တော်တနေချင်းနဲ့ဆော့များဖြစ်ပါတယ်နော်ဟုတ်ပါတယ်မကြီးတူလားဟုတ်ပါတယ်ကျွန်တော်တနေချင်းအကောင့်အားကျွန်တော်ရှိတယ်ဟဲ့တနေတူရိုက်ထားလိုက်နေရကြတော့နေကွက်ကိုဆော့အော်ဖြစ်ရင်ဒီမှာ300လောက်ပဲဟမ်ဒီမကျွန်တော်တနေချင်းပေါ့ကျွန်တော်တနေချင်းကျွန်တော်ခေါ်လိုက်နေလိုက်နော်ကျွန်တော်နေလိုက်တော့ဖွင့်နော်ဘာလို့ငါတချင်းတောင်းဖွင့်ဟုတ်တောင်းတာနေတန်းဖွင့်လိုက်ရောရဖွင့်ဟာဘာလို့နီးလေးဘလို့ဖွင့်ရမှာလဲနီးလေးတော့ဘလို့မဖွင့်ငါလည်းမပွင့်ငါဘာလို့မပွင့်ဘာလမ်းမျိုးလဲအခုလေးတော့မွင်သေးဘူးနော်ကြားဒီဘာကောင်ကလည်းခြားတခါပြောတာနော်ဒီဘာကောင်ကမှတခါပြောတာနေဟိုပုံစံကြီးတုံးရတာနေဘာကောင်ကမှတခါပြောတာနော်မွင်သေးကွာမွင်သေးဘူးလုံးမတော်ကြနေအိုးရနေတော့ငါလိုဘက်ကဟုတ်မပါဘူးနင်းဘကောင်ကိုင်ပါလေတခါပြောတာနော်နင်းမကိုင်တယ်ငါကိုင်တယ်မင်းကိုင်မှာတော့ဘယ်ကောင်ကိုင်ကောင်မလဲနေရကြလေးကဆန်းကဟဲ့没电了，动物园了，呀，ดูเลยบ้างโอเคကျွန်တော်ကိုင်လိုက်ပြီနော်ကျွန်တော်ကစမ်းဖန်မှုနော်စမ်းဖန်မှာငါဒီစကင်လေးလိုချင်ကျွန်တော်ဒီစကင်တော့လိုချင်ဒါပေမဲ့မွေလေးစမ်းရမှုတော့ရှင်းတယ်ဘယ်ရတူအဲဘာညာဘာမှမဆိုင်ပါထားလိုက် So who's next ပုံစံတယ်ဘယ်စားရမလဲအဲ့ဒါအတားလည်းဆုံးမရမသိမ့်ပါဘောနော်တိမ်လည်းမရသေးဘူးတိမ်စီးပါမယ်ဆိုတိမ်ရမပေါ်သေးဘူးရှေ့ကြိုထားလိုက်နော်ဒီကဝယ်ထားလိုက် Step right up